Assalamu alaikum wa rahmatullahi wa barakatuh. Hazrat Ibn Abbas radiyallahu anhu ထာမဆင့်ပြန်ချက်လာရှိတယ်။သူကပြောပြတယ်ကျွန်တော်ဟာကျွန်တော်အတော်ဖြစ်သူမိခင်မွန်ကြီး Hazrat Maimuna radiyallahu anha တခင်မထာမညအိတ်ခဲ့တယ်။ပြီးတော့သူကပြောပြတယ်တမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ဟာညမှာထပြီးဒီဒူဝါကိုရွတ်ဆိုတော်မူတယ်။ اللهم اجعل في قلبي نورا وفي بصري نورا وفي سمعي نورا وعن يميني نورا وعن يساري نورا وفوقي نورا وتحتي نورا وأمامي نورا وخلفي نورا واجعل لي نورا အဓိပ္ပာယ်ကတော့အိုအလ္လာဟ်ရှင်မြတ်ကျွန်တော်မျိုးရဲ့စိတ်နှလုံးမှာဟေဒါရဲ့တရားလမ်းမှန်ဤနူရရောင်ကြီးကျွန်တော်မျိုးဤအမြင်မှာနူရရောင်ကြီးကျွန်တော်မျိုးရဲ့အကြားအာယုံမှာနူရရောင်ကြီးကျွန်တော်မျိုးရဲ့ညာဘက်မှာနူရရောင်ကြီးကျွန်တော်မျိုးဤဘယ်ဘက်မှာနူရရောင်ကြီးကျွန်တော်မျိုးရဲ့အထက်မှာနူရရောင်ကြီးကျွန်တော်မျိုးရဲ့အောက်မှာနူရရောင်ကြီးကျွန်တော်မျိုးရဲ့အရှေ့ဘက်မှာနူရရောင်ကြီးကျွန်တော်မျိုးရဲ့အနောက်ဘက်မှာနူရရောင်ကြီးပြုလုပ်ပေးတော်မူပါအချုပ်အားဖြင့်ဆိုရရင်ကျွန်တော်မျိုးအတွက်ခေါင်းအစချီအစုံနူရရောင်ကြီးကိုချီးမြှင့်တော်မူပါလို့တာမန်မြတ်ကြီးဆလ္လာလာဟူအလိုင်ဝါဆလမ်ဟာဒီဒူအာကိုရွတ်ဆိုတော်မူတယ်ဆိုပြီးတော့လာရှိထားပါတယ်အစ္စလာမ်အလိုင်ကွမ်ဝရဟ်မတုல்லாဟီဝဘရကာတူ